အားလုံးပဲမင်္ဂလာပါအခု PowerPoint အသုံးပြုပုံလေးကိုရှင်းပြပေးမှာဖြစ်ပါတယ် PowerPoint ကိုသုံးတော့မယ်ဆိုရင်တော့ကိုတင်ဆက်ခြင်းနဲ့ presentation တစ်ပုဒ်အတွက် data အချက်အလက်လုံလောက်ရှိနေရမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းလေးကကြတော့ presentation တစ်ခုရဲ့အဓိက main ဖြစ်တဲ့ title ပုံစံရေးပုံရင်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်အခု PowerPoint ကိုဝင်ချပြီးသားပေါ့နော် PowerPoint က presentation ဖြစ်တဲ့အတွက်ဒီ blank presentation ကိုအရင်ဆုံးနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ရင်တော့ PowerPoint တွေကိုရှောင်သွားတယ်ဒီပထမဆုံးပေးထားတဲ့ slide မှာသူကPowerPoint မှာစာရွက်ကို slide လို့ခေါ်တယ်เนาะအဲ့တော့ဒီပထမဆုံးပေးထားတဲ့ slide မှာဆိုရင်သူက slide ရိုက်ဖို့အတွက်နေရာနဲ့နေရာပေးထားတယ် click to add title ရဲ့ click to add subtitle ရဲ့အဲ့တော့ click to add title ဆိုတဲ့နေရာမှာကိုအဓိကပြောမယ်ကိုယ့်ရဲ့ presentation title ကိုပဲရေးရမယ်အောက်ဘက်မှာရှိတဲ့ subtitle မှာကျတော့ဒုတိယခေါင်းစဉ်ကိုရေးမယ်ဒါဆိုရင်မမတို့ကြောင်းဆိုရင် DSCဟုတ်ပြီเนาะဒါဆို TSC ကဘာကြီးလောက်တာလဲကွန်ပျူတာသင်မယ်ဒါဆိုအဓိက main ခေါင်းစဉ်ဒီ click to add title မှာထောက်ပြီးတော့ TSC ကိုရေးပါမယ်အောက်ဘက်က click to add subtitle မှာကွန်ပျူတာသင်တာအဲ့ဒီအတွက်ကြောင့် Computer Training Center အဲ့လိုမျိုးရေးမယ်ပေါ့နော်ဒါကကြတော့ PowerPoint ရဲ့ပထမဦးဆုံး slide မှာရေးရမယ့်ပုံစံအဓိကတော့ title slide မှာရေးရမယ့်ပုံစံမှာဒါလေးပြန်လေးကျင့်ကြည့်ပေး